အခုကတော့ဒီစုဝဲအတူတဲ့မှတ်တိုင်ရနေပြီးတော့ဒီနေ့သွားမယ်ရေတကောင်လေးပေါ့နော်ရှင်းလင်းခဲ့ကိုစီကိုသွားဖို့ကားဆောင်နေရပါမက်ကြည့်ပြီးတော့သွားမယ်ပေါ့နော်အဲ့ဒါဒီလမ်းကြောင်းလေးအတိုင်းသွားမယ်အဲ့မှာအရင်ဆုံး9000စီနဲ့ပြီးသွားလို့ရှိရင်ခြေချောပြောင်းစီနေပေါ့နော် ဒါကတော့ရန်တို့အာကျွေးယူနီရဲ့ main gate ပါစူဝမ်ကနေအရင်ဆုံးဘတ်ကားစီးပြီးတော့ဆိုးကိုသွားပါမယ်ဆိုးရဲ့ Saturn Station မှာဆင်းပြီးတော့ subway ပြောင်းစီပါမယ် subway စီးဖို့အတွက် station ကိုသွားနေပါတယ်ဘူတာယုံထဲကိုမြရထားစီဖို့꿰ပတ်ဆင်းပြီးသွားပါမယ်စကားမဆက်ကန်းဟာတို့အရန်ချောပါတယ်ဒီရထားလေးကကစားကွင်းထဲရထားလေးနဲ့တူတယ်ရထားဘဝဆင်းတော့ကျန်တဲ့ဘဝတက်လန်းနေကြီးပါပဲတက်လန်းတွေကိုတက်တောင့်တက်တာနဲ့တက်နိုင်ဖို့ escalator ဘဝကနေတက်ပါမယ်မော်တော်ကားစီယိုခီသွားရင်ဘယ်လိုများနေမရုံကွာဘူရာယုံကနေထွက်လာတော့အရင်ဆုံးဘိုက်ဖြည့်ဖို့အတွက်အနီးနားမှာရှိတဲ့ကိုရီးယားထမင်းဆိုင်လေးစီကိုသွားပါတယ်ဆိုင်လေးကအေးအေးဆေးဆေးနဲ့ဆိုင်ထဲမှာဟင်းချက်ပေးတဲ့အန်တီတယောက်ပဲတွေ့ခဲ့ပါတယ်ရန်က kimchi stew စားတယ်ကိုရီးယားစာဆိုတော့အဲ့လိုထမင်းနဲ့အရင်ဟင်းတွေအများကြီးနဲ့ကိုကအသီးရွက်ကြိုက်တဲ့သူမလို့လားမသိဘူးကြိုက်တယ်အဲ့ဆိုင်လေးကတခွားသီး kimchi လည်းတော်တော်လေးစားလို့ကောင်းတယ်ကဲကိုရီးယားစာမော့ပန်းလေးတစ်ဖြတ်ပေါ့နော်ထမင်းဖြူလေးနဲ့ခုနအရင်ဟင်းနေနေရွေးစားရင်တော့ကောင်းနေတယ်kimchi stew ဆိုလို့ရှိရင်လည်း kimchi ဘက်လေးရယ်ဝတ်သားဘက်လေးရယ်နဲ့အရင်စားလို့ကောင်းပါတယ်နေ့လေစားကောင်းလို့လားမသိဘူးခရီးဆက်ဖို့အားရရှိသွားရောဒီညကတော့ဒီရှင်းလင်းကဲကိုဒီစမ်းချောင်းလေးစီကိုသွားတဲ့အဝင်လမ်းပေါ့နော်ရှင်းလင်းကဲကိုကဆိုး University အနားမှာရှိရပေါ့နော်ဒီကွမ်နက်ဆန်တောင်ကြားထဲမှာရှိတဲ့စမ်းချောင်းလေးဖြစ်ပါတယ်စမ်းချောင်းကိုသွားတဲ့လမ်းစီကိုရန်နိုဖယ်ရီစီးသွားလို့ရတယ်လမ်းမလျှောက်ရတော့ဘဲနဲ့ကားလေးနဲ့ဆိုတော့ပြောနေကြတာပေါ့နော်ကဲဒီလိုအပင်နေစိမ့်စိမ့်ဆူဆူနဲ့မြင်ရတာကြိုက်ထီကိုဖျားဖို့တောင်တတိရတယ်ဖယ်ရီကဒီနားလေးအထိလိုက်ပို့တယ်ဝါတာဘုံအသေးစားလေးရှိရပေါ့နော်ဝါတာဘုံကကလေးဆိုတာဆိုတော့မဟန်ကြီးကိုကြော်လာခဲ့လိုက်ပါတယ်ဟဲဟဲဖြာခင်းမိထိုင်လို့ရတဲ့နေရာကိုရှာရင်းနဲ့အကုန်လုံးဖက်နဲ့တွေချုပ်ပြီးတော့ဆင်းလျှောက်လာကြပါတယ်တဘာဝရဲ့ရင်သွေးငယ်လေးများပေါ့ဆန်းချောင်းလေးကဒီလိုမျိုးလေးပါနွေရာသီဆိုရင်ကိုရီးယားတွေအပူရှောင်ဖို့လာကြတဲ့နေရာတွေကတစ်ခုပေါ့နော်ဒီအောက်မှာကြောက်ဆွဲခဲနေနဲ့ဒီလိုမျိုးရေအေးလေးတွေကိုပထမဆုံးဆင်းရတဲ့ခံစားချက်ကတော်တော်လေးနေလို့ကောင်းပါတယ်တဘာဝနဲ့နီးစပ်ခွင့်ရပေမဲ့ဖက်နဲ့မပိုင်တော့အနာပါတယ်ဒါကတော့လုံးဝတစ်ခုလုံးမနစ်မြုပ်သွားခင်မိနစ်ပိုင်းအလိုပေါ့နော်ဒီလိုလေးပဲထလှပပလေးဆော့ပါရပေါ့အဲ့လိုအနေမှာတစ်ခုလုံးခေါင်းလေးပဲပေါ်တဲ့အထိစိတ်ပါတယ်ရေကြိုက်လားမကြိုက်လားမျက်နှာကိုပဲကြည့်ပါတော့ပြီးတော့လေရန်တို့ဒီရှော့လဲသွားနင်းခဲ့သေးတယ်ရှော့ကလေပထမဆုံးခံစားချက်ကြီးကကောင်းမနေဘူးဒါပေမဲ့တဖြည်းဖြည်းတော့နင်းလို့ကောင်းတယ်အဖိုးဖွားရောခောက်တော့ခောက်ပြန်နင်းနေကြတာပဲတွိုင်းနဲ့ကံမကောင်းတာတခုကဖုန်း storage ပြည့်သွားပါတယ်အဲ့တော့ကတ်တီအများကြီးမရခဲ့ပါဘူးဒါနောက်ဆုံးကတ်လေးပါရေဆော့ပြီးတော့တငယ်ချင်းတွေနဲ့တူတူတစ်ပင်အောင်မှထိုင်ပြီးတော့မုတ်တေစားစကားတွေများတရှင်းနေဆိုရင်လည်းအကုန်ဆုံးခဲ့ပါတယ်တဖြည်းဖြည်းနဲ့စောင်းဝင်ပြီးအေးမလာခင်လေအဲ့ညာလေးကိုသွားဖို့အကြံပြုပါရရှင်နောက် vlog ဒီမှာတွေ့ပါမယ် bye bye